ကွင်းလက်တိုင်းရဲ့ဗလိုက်မှုနဲ့တူအီဂျစ်ကိုကြောက်ကကွာတာဖိုင်နယ်ကိုတက်ရောက်သွားခဲ့တဲ့အာဂျင်တီးနားအားလုံးပဲမင်္ဂလာပါရန်ကုန် online betting service ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ2026ကမ္ဘာဖလားရဲ့16တင်အဆင့်ပွဲစဉ်မှာမက်ဆီရဲ့အာဂျင်တီးနားအသင်းကအီဂျစ်အသင်းကိုအမကန်နောက်ကနေလိုက်ကစားပြီးအနိုင်ရရှိသွားခဲ့ပါတယ်ယာဆာအီဘရာဟင်နဲ့မူစတာဖာစီကိုတို့ရဲ့ဂိုးတွေကြောင့်ဟော့ဆန်ဟက်ဆန်ရဲ့အီဂျစ်အသင်းကအတလနာကွင်းမှာဒီပြိုင်ပွဲရဲ့အကြီးမားဆုံးအန်အားသင်းစရာရလဒ်တစ်ခုကိုဖန်တီးဖို့လက်တကန်လိုကိုရောက်ရှိခဲ့ပေမဲ့ခရစ်စတန်ရိုမဲရိုလီယိုနယ်မက်ဆီနဲ့အန်ဆိုဖာနယ်ဒိုတို့ရဲ့ပွဲနောက်ပိုင်းဂိုးတွေကပွဲရလဒ်ကိုပြောင်းလဲပစ်ခဲ့ပါတယ်ယာဇာအီဘရာဟင်ကခေါင်းတိုက်ပြီးတော့အီဂျစ်သင်းအတွက်မထင်မှတ်ထားတဲ့ဦးဆောင်ကိုသွင်းယူပေးနိုင်ခဲ့တယ်လို့အဲဒီနောက်မှာလည်းဂိုသမားမူစတာဖာရှူပီယာကလက်စွမ်းပြကာကွယ်သွားခဲ့ပါတယ်။နီကိုလက်တက်လီဖရီယာကိုပပနဲ့ယူခဲ့တဲ့ပယ်နယ်တီကိုမက်ဆီကန်သွင်းရမှာအီဂျစ်ဂိုသမားကဒိုင်မင်ထိုးပုတ်ထုတ်ကာကွယ်နိုင်ခဲ့တယ်လို့အလက်ဆစ်မက်ကယ်လစ်စတာနဲ့ယူလီယန်အဲဖရက်တို့ရဲ့အပိုင်ကန်ချက်တွေကိုလည်းအကောင်းဆုံးလက်စွမ်းပြတားဆီးနိုင်ခဲ့ပါတယ်။ပွဲကစားချိန်မိနစ်60မတိုင်ခင်လေးမှာပဲအီဂျစ်တို့ဒုတိယကိုရပြီလို့ထင်ခဲ့ကြပါတယ်။ဟိုင်ဆန်ဟဆန်ကညာချမ်းကနေအချိန်ပြင်းပြင်းနဲ့ဆွဲပြေးပြီးဆာလာစီကိုပေးပို့ခဲ့တာကနေတစ်ဆင့်ဇီဆိုကတအုပ်ချင်းကန်သွင်းယူခဲ့တာပါ။ဒါပေမဲ့အဲ့ဒီဂိုးမတိုင်ခင်တိုက်စစ်စတင်တိစောက်ပေါ်မှာပြည့်ထန်ကျိုးလို့မှုရှိခဲ့တာကြောင့်ဒီဂိုးကိုပဲဖျက်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒါဟာ AR လီကစားမအတွက်ဦးဆောင်ကိုထပ်မံရရှိဖို့အချိန်နဲ့နောက်ကျသွားစီရုံသာဖြစ်ခဲ့ပြီးဆာလာဟက်ဆန်တို့ပါဝင်တဲ့လျှက်တစ်ပြက်တမန်တိုက်စစ်ကနေသူကပဲဒုတိယဂိုးကိုအဆုံးသတ်သွင်းယူပေးခဲ့ပါတယ်။ဒီဂိုးကြောင့်အီဂျစ်တို့နိုင်ပွဲရဖို့လက်တကန်လူကိုရောက်ရှိသွားပေမဲ့ခရစ်စတန်ရိုမဲရိုကခြေပါဂိုးတစ်ခုပြန်သွင်းယူခဲ့ပါတယ်။တိတ်မကြခင်မှာပဲမက်ဆီကအလှပဆုံးကန်သွင်းပြီးတော့နောက်ထပ်ခြေပါဂိုးတစ်ခုကိုထပ်သွင်းပေးခဲ့ပါတယ်။အချိန်ပေါ်ရောက်ချိန်မှာတော့ဖာနက်တက်စ်ကအာဂျင်တီးနားအတွက်အနိုင်ရရှိစေမဲ့ဂိုးကိုသွင်းပြီးလက်ရှိချန်ပီယံတို့ကိုနောက်တစ်ဆင့်တက်သွားစေခဲ့ပါတယ်။ဒီပွဲမှာအထူးပြောစရာဖြစ်ခဲ့တာကကွင်းလယ်တိုင်းရဲ့ဆုံးဖြတ်ချက်တွေဖြစ်ပြီးအီဂျစ်ရဲ့သွင်းကိုပယ်ဖြတ်ခံရခြင်းပြည့်တံကျူးလွန်ခံရမှုချင်းပုံစံတူပေမဲ့အီဂျစ်ရဲ့ဂိုးကိုကြပယ်ဖြတ်ပြီးတော့အာဂျင်တီးနားဂိုးကိုကြတော့ပေးလိုက်တဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။အဆိုပါဖြစ်ရပ်မှာအီဂျစ်ကစားသမားတွေအနေနဲ့ဝေယာပြန်ကြည့်ဖို့တောင်းဆိုခဲ့ပေမဲ့ဒိုင်ကလှစ်လူရှုခဲ့ပြီးတော့အဝါကတ်တွေသာဘလူပြန်သွားခဲ့ပါတယ်။အာဂျင်တီးနားတို့ကတော့2022တုန်းကလိုပဲမတရားနိုင်ပွဲရယူကနောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ကြတာဖြစ်ပါတယ်။